နားစဉ်ခံစားတေးချစ်သူမိဘပြည်သူပေါင်းရေလိုအေးလိုပန်းလိုမွေးကြပါသေးကြောင်းကျွန်တော်တို့ရဲ့မျိုးဆက်သစ်ပေါင်းဆက်ပါဦးစွာပနာမနှုတ်ခွန်းဆက်တာဂါရဝပြုလိုက်ပြရစေခင်ဗျာ This is DJ That Remix ယခုနားတော့ပန်းစင်နေရသောဘောက်ဆက်ကပဲခူးတိုင်းဒေသကြီးနတ်တလင်းခရိုင်ဇီးကုန်းမြို့နယ်သစ်စင်ကျေးရွာကိုဝေလင်းထွန်းတည်ထောင်ထားပြီးကိုကျော်ရဲအောင်ကိုအောင်မင်းကိုနန္ဒအောင်ဖွင့်ပြပြောပြသောမျိုးဆက်သစ်ဘောက်ဆက်ဖြစ်ပါတယ်ခင်ဗျာဒီမြို့ဒီနေဒီဒေသကျွန်တော်ရဲ့မျိုးဆက်သစ်ပေါက်ဆက်ရောက်ရှိလာချိန်မှစပြီးကြက်ဒီမင်္ဂလာဖျားဖျားနှင့်ခါညောင်းကမိဘပြည်သူပေါင်းတို့ရဲ့ကောက်ပဲသီးနဲ့ဆန်ရည်စပါးများဘောကျွေဝါကအလှူရည်ဆက်လက်နဲ့မကွာလူရမ်းနိုင်ကြပါခင်ဗျာThis is DJ That Remix ယခုနားတော့ပန်းစင်နေရသောဘောက်ဆက်ကပဲခူးတိုင်းဒေသကြီးနတ်တလင်းခရိုင်ဇီးကုန်းမြို့နယ်သစ်စင်ကျေးရွာမှာကိုဝေလင်းထွန်းတည်ထောင်ထားပြီးကိုကျော်ရဲအောင်ကိုအောင်မင်းကိုနန္ဒအောင်ဖွင့်ပြပြောပြသောမျိုးဆက်သစ်ဘောက်ဆက်ဖြစ်ပါတယ်ခင်ဗျာမကြာမီချိန်တော်တွင်မှာကျွန်တော်ရဲ့မျိုးဆက်သစ်ဘောက်ဆက်မှာလူကြီးလူငယ်လူလက်အရွယ်သုံးမျိုးကြိုင်တင်းသချင်းများဖြင့်အဲ့ခန်းကဖြောပြတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ